အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မနေ့က Forever Construction ရဲ့ရုံးသစ်ဖွင့်ပွဲလေးမှာအိမ်နှစ်ထပ်အိမ်လှလှလေးဆောက်ဖို့အတွက်အိမ်စာချုပ်လေးလာချုပ်သွားတယ်ပေါ့နော်အဲ့မှာက Forever ရဲ့ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ကန်ဆယ်မဲစီစဉ်လေးစီစဉ်ထားတာအဲ့ကန်ဆယ်မဲလေးမှာ iPhone 7 လေးကိုကန်ဆယ်မဲလေးပေါက်သွားတာဖြစ်တဲ့အတွက်ဒီနေ့မှာတော့ iPhone 7 လေးကိုလာပြီးတာပဲဖြစ်ပါတယ်ရှင်ကဲကန်ဆယ်မဲလေးတော့ပြီးတဲ့အိမ်လေးတွေကိုရောက်တော့မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲလေးကိုလိုက်ပြီးတော့ညီမနဲ့တူတူလိုက်ပြီးဆက်ပြီးကြည့်ရှုကြအောင်နော်လာပါမမနေ့ကလေရုပ်သစ်ပုံပေါ်လေးမှာမအဲ့ဒါကြောင့်လည်းချက်တော့ကန်ဆယ်မဲလေးဘောစားမဲလေးပတ်ပြီးအဲ့တော့လာပို့ပေးတာပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကြိုက်လာရောင်လေးကြိုက်လာပါအမအကမမျိုးတို့ဘောနော်မနေ့ကဆိုလည်းရုံးသေးဖွင့်ပွဲလေးပေါ့နော်အဲ့အချိန်မှာအမတို့ရုံးသေးဖွင့်ပွဲလေးမှာအိမ်စာချုပ်လေးလာချုပ်ပြတယ်ပေါ့နော်အိမ်စာချုပ်လေးကိုညတို့ Forever Construction နဲ့ပေါ့နော်ဘယ်လိုမျိုးလေးအိမ်လေးစောက်မယ်ဆိုပြီးတော့စိတ်ကူးလေးနဲ့ Forever Construction ကိုရွေးချယ်ပြတာလည်းမသိဘူးရှင်ဟုတ်ကဲ့ညီမတို့အတိမိတ်ဆွေတယောက်ကနေပြီးတော့ဒီ Forever Construction ကစိတ်ရှည်တာတယ်နောက်ပြီးတော့စေတနာပပနဲ့ဒီ client တွေပေါ်မှာကိုလိုချင်တဲ့ကိုတက်နိုင်တဲ့ဒီပမာဏလေးတွေမှာကိုပဲလုံခြုံမှုရှိအောင်လုပ်ပေးနိုင်တယ်ဆိုပြီးတော့အဲ့ဒါ review ပေးတာပေါ့နော် review ပေးတဲ့အချိန်မှာညီမတို့ကလည်းဟုတ်ပြီလားဆိုလို့ရှိရင်အကိုတို့နဲ့ဆက်သွယ်ပြီးစကားပြောချင်းမယ်လို့စီစဉ်လိုက်တဲ့အချိန်မှာတကယ်ပဲအကိုတို့အမတို့ကလည်းစိတ်ရှိရှိနဲ့ရှင်းပြပေးတယ်ပေါ့နော်လို့ရှိရင်လည်းကိုလိုချင်တာလေးတွေကိုလည်းပွင့်လင်းလင်းပြောလို့ရတယ်ဆိုတော့အဲ့ဒါနဲ့ပဲအကိုတို့နဲ့ Forever Construction နဲ့ချိတ်ပြပါတာဒီရတော့သူကြကြလေးတဲ့ချင်ပါဝယ်လေးဖြစ်တယ်အိမ်စာချုပ်လေးလည်းချုပ်ရတယ်ဗောနော်မင်္ဂလာနှစ်ခုလေးရှိပါဘောအဲ့အချိန်မှာ iPhone လေးလည်းကန်ဆယ်မဲ့ပေါက်သွားတယ်နော်အဲ့အချိန်မှာဝမ်းသာပီပီစကားလေးပြောပြပါအောင်ရှင်ဝမ်းသာတာပေါ့နော်သွားတဲ့အချိန်မှာလည်းဒီဆရာတော်ဖျားကိုလည်းဖူးရတဲ့ကုသိုလ်ကလည်းဒါကမထင်မှတ်ပဲနဲ့ကိုတို့နဲ့ကန်ဆက်ပြီးတော့ဖြစ်လာတဲ့ကုသိုလ်ပဲပါတယ်နောက်ပြီးတော့ဒီလိုမျိုးတံပိုးကြီးတဲ့ဟာလေးကိုအကိုတို့ကမဲဖောက်ပေးရဲဆိုတော့ဘာဖြစ်ဖြစ်မထင်တာတဲ့ဝမ်းသာမှုတွေရှိပြီးသားပဲပေါ်လာတာပေါ့နော်အကိုတို့ရဲ့ဒီကြောင့်ကတော့အောင်မြင်ပါစေပေါ့နော်ဒီက Forever တင်းကအကုန်လုံးကပွင့်လင်းလင်းနဲ့ဆက်ဆံပေးတယ်ဆိုတော့ကိုလည်းစိတ်လုံးကြုံမှုရှိတယ်လေတွားလာတာအဲ့လိုမျိုးပေါ့ခွဲခြားဆက်ဆံရေးပိုင်းမရှိဘူးဆိုတော့လေအဲ့ဒါလေးသဘောကျတယ်